အခုအဆိုးဝါးဆုံး injury တခုကိုရင်ဆိုင်ရင်းနဲ့ဘဝရဲ့အခက်အခဲဆုံးကာလတခုကိုကျွန်တော်ဖြတ်သန်းနေရတဲ့အချိန်ပေါ့လက်ဖြန့်ယူတာကီလိုဂျူရယ်တောင်စင်းတစ်ခုလုံးဒီလိုပြုတ်တယ်ပခုံးလေးအစ်စ်လဲပြီးအတော်လေးထိခိုက်ထားရပေါ့နော်ပဲကန်းထဲမှာ3နာရီလောက်နေပြီးနောက်အချိန်တစ်ခုကြီးကျွန်တော်ညာဘက်လက်ကိုဆုံးရှုံးလိုက်ရပြီဆိုတာကျွန်တော်သိလိုက်အခုကတော့ဘာညာfit check လေးကိုကျွန်တော်ရဲ့ပါပေါ့နော်ကျွန်တော်ရဲ့လက် operation ဒုတိယမြောက်တစ်ကြိမ်ထပ်လုပ်ရတာပေါ့နော်ကျွန်တော်မန်လေးမှာတော့ operation တစ်ခါလုပ်ခဲ့ပို့ပါပြီရန်ကုန်ရောက်တော့ဒါကျွန်တော်အဆင်မပြေဘူးပေါ့နော်နောက်တစ်ခါထပ်လုပ်ဖို့လိုအပ်လို့ဒါ operation သွားမှာပါဆိုတော့အားလုံးစူတောင်းပေးကြပါဦး fightingဟုတ်ပါတယ်အခုဆိုရင်တော့ဒါကျွန်တော်လက် injury ဖြစ်တာတလားခွဲဖြစ်ပြီပေါ့နော်ဆိုတော့ဂျိုဝဲနီကနေစပြီးတော့လက်ဂျိုဝဲနီကနေစပြီးတော့ဒီနေ့ဒီဆိုရင်ကျွန်တော်တလားခွဲလောက်ဖြစ်ပြီပေါ့နော်ဆိုတော့ကျွန်တော်ဖြစ်သွားရလေဆိုတော့ပြောပြမယ်ဘယ်မှာဆုံးလဲလက်ဖြန့်ယူပေါ့နော်လက်ဖြန့်ယူကကျိုးကြည့်သွားတာကျိုးနေမှာကြည့်သွားပေါ့နော်တော့တမန်နေမှာလည်းမြင်နေတိုင်းပဲအဲ့နေရာမှာကျွန်တော်ကတိုက်တင်နေရင်ပြားအစားထိုးပြီးတော့ကုထားခွဲစိတ်ရတယ်ပေါ့ဒီအဲဘောပေါ့နော်လက်ပြန်ယူနှစ်ချောင်းစုံနေဒီတရောင်စိတ်အစိတ်ကလေးအဲဘောကလည်းနှစ်ချောင်းပြုတ်ထားပေါ့နော်ဒီရှိုးတာအစစ်လေးကျွန်တော်လွဲထားတယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီလက်တစ်ချောင်းလုံးကျွန်တော် injury ဖြစ်တာပေါ့နော်ဘာကြောင့်အဲ့လိုပေါ့နော်ကိုယ့်ကိုထိခိုက်ခံပြီးတော့ဆိုင်ငယ်စီးရလဲအသက်ကြီးမှပါလို့ကမီယောထားရလဲလို့ဘာလို့ညာလို့နော်ဆိုတော့အဲ့လိုအကြောင်းအရာတွေအများကြီးကျွန်တော်ပြောကြရပါတော့ကျွန်တော်မိတ်ဆွေတွေရောကျွန်တော်မိသားစုတွေရောသူတို့တော့စိတ်ပူလို့ပြောတာပါပေါ့နော်ဆိုတော့ကျွန်တော်မှလည်းကျွန်တော်အကြောင်းရင်းနေကျွန်တော်ရှိရပါတော့ဆိုတော့အဲ့အကြောင်းရင်းတွေကိုပြောမယ်ဆိုရင်အရာလုံးရဲ့အစကိုတော့ကျွန်တော်တို့ပြန်သွားဖို့လိုတာပေါ့နော်China has identified the cause of the mysterious new virus. Coronavirus. There are fears a rapidly spreading virus has reached Australia. This is a rapidly emerging situation. ကျွန်တော်ဒါမျိုးအခိုက်အတန့်နဲ့ကြုံမှုဒါပထမဆုံးတော့မဟုတ်လွန်ခဲ့တဲ့၄နှစ်လောက်ကကျွန်တော်တေးချင်းတရားနဲ့အနည်းဆုံးနေရာတခုကိုပထမဆုံးအချိန်ရောက်ခဲ့ဘူးခင်ဗျားတို့အားလုံးသိရဲ့နာမည်ကျော်ကိုဗစ်ကြောင့်ပဲပေါ့ဗျအဲ့ဒီအချိန်တုန်းကလူငယ်ဆိုတော့ဘာကိုဘာမှမဖြစ်ပါဘူးအဲ့လိုထင်ခဲ့ပြီနဲ့ကျွန်တော်ကိုဖြစ်တဲ့အချိန်ကတော်တော်လေးကိုအချိန်နေဆိုတင်မလို့ပဲကျွန်တော်ကိုတေးပြီးလို့တောင်ထင်နေငါတော့တေးတော့မှလားဆိုတဲ့မိမှုကိုလေပထမဦးဆုံးဘာကိုပြန်မိမိရဲ့အချိန်ကိုဒီအချိန်ဆိုတော့ဟုတ်ပြီအခုငါတည်သွားခြင်းဆိုတဲ့အတွေ့အကြုံကျွန်တော်ဘဝရဲ့အမတ်တရားရဲ့အကြောင်းကျွန်တော်ပြန်စဉ်းစားလိုက်တော့ဘာမှကမလာဘူးကောင်းတော့ဘဝမှာ having fun ဖြစ်ခဲ့တဲ့အချိန်တွေကမရှိခဲ့သလိုပဲဗျဆိုတော့ကျွန်တော်ပတ်စံနေရှာခဲ့တယ်အောင်မြင်မှုတွေလည်းရခဲ့ရမျိုးရှိတယ်အချိန်မှန်တွေအများကြီးရခဲ့ရမျိုးတွေရှိတယ်ကြာဆုံးခဲ့ရရှိတယ်အောင်နိုင်ခဲ့ရရှိတယ်ဆိုတော့အဲ့ဒါရဲ့အကုန်လုံးက just experience တွေကြီးပဲဆိုတော့ကျွန်တော်ဘဝမှာအမတ်တရား memories ပေါ့ဆိုတော့ memories ဆိုတာကျွန်တော်ဘဝမှာမရှိခဲ့ဘူး
ဆိုတော့အတင်းဖြစ်ညစ်စဉ်းစားလိုက်မှအဲ့လိုထွက်လာတာတခုနှစ်ခုတော့ရှိရပါတော့အဲ့ဒါကလည်းကျွန်တော်ကိုယ်တန်းចောင်းသားဘဝမတိုင်ခင်ကျွန်တော်ဒီဂေါ်လီရိုက်မယ်ရက်ွက်ထဲမှာဘောလုံးကန်မယ် childhood memory ပေါ့နော်အဲ့လောက်ပဲအဲ့မှာကျွန်တော်တရားသိလိုက်တာကကျွန်တော်ဘဝကကိုယ်တန်းចောင်းသားဘဝလောက်ထိပဲ happy man ဖြစ်ခဲ့ရတာပေါ့အဲ့ဒီနောက်ပိုင်းအသက်အရွယ်အထိပေါ့ဒီကျွန်တော်ကိုဗစ်ဖြစ်တဲ့2019အဲ့ဒီအထိ experience တွေကြီးပဲပေါ့အဲ့မှာကျွန်တော်သိလိုက်ရတာက memories နဲ့ experience ဆိုတာလုံးဝမတူဘူးတနေ့ကစပြီးဘဝတစ်ခုလုံး experience နေပဲပြည့်နေခဲ့တဲ့ကျွန်တော်တော်တော်လေးဝတနာပါအဲ့ဒီအစားကျွန်တော်မသိချင်တော့ဘဝဟိုအတိတ်ပဲမရှိရဲ့အဆုံးသက်သွားရင်မတန်ဘူးဆိုတာကျွန်တော်သိသွားပြီပေါ့နော်ကျွန်တော်ဒီ COVID ကနေ recovery အမြန်ပြန်ပြဖို့ကျွန်တော်ကြိုးစားရပါတော့။ကျွန်တော်အစားအစာရှောက်စားရတယ်အားရှိမှရှောက်စားရတယ်ဈေးတွေလည်းကျွန်တော်တောက်တယ်အဲ့မှကျွန်တော်နေပြန်ကောင်းလာခဲ့ပေါ့နော်။ဒါပေမဲ့လည်းကံမကောင်းတာကကျွန်တော်ရဲ့ memory တွေဖန်တီးဖို့ကျွန်တော်ရဲ့ hobby တွေကျွန်တော်ရဲ့ goal တွေကျွန်တော်ရဲ့ဝါသနာတွေကိုခြေဆုပ်ဖို့ကျွန်တော်ပြန်စဉ်းစားလိုက်တဲ့အချိန်မှာကျွန်တော်နောက်တစ်ခုကျွန်တော်ထပ်သိသွားရပေါ့နော်။အဲ့ဒါကကျွန်တော်တို့ရဲ့အိမ်မက်တွေဒီမှာ expire ရှိရဆိုတာ။ Down all the lights, let me hold you close. I'm full of loose ends, will you be my rose? So ပြောချင်တာကကျွန်တော်ရဲ့အိမ်မက်တွေမှာကျွန်တော်ရဲ့ dreams တွေမှာ expire ရှိတယ်ဗျ။ So ကျွန်တော်ရဲ့တချို့သောအိမ်မက်တွေက expire ဖြစ်သွားပြီပေါ့အဲ့ဒီအချိန်အိမ်မက်တွေ expire ဖြစ်တယ်ဆိုတာဘယ်လိုမျိုးလဲဥပမာ for example ပေါ့နော်ဆိုတော့ကျွန်တော်၄တန်းကျောင်းသားအရွယ်လောက်ကကျွန်တော်ရဲ့အိမ်မက်က remove ကားလေးတစ်စီးနဲ့ကျွန်တော်ကစားချင်တာဗျ။ဒါပေမဲ့အဲ့ဒီချိန်တုန်းကကျွန်တော်မဝယ်နိုင်ခဲ့ဘူး။အိမ်ကလည်းကျွန်တော်မဝယ်ပေးဘူး။ဆိုတော့အဲ့လိုနဲ့တော့အသက် session နဲ့ရောက်တဲ့အချိန်မှာတော့ကျွန်တော်ဒီ remove ကားလေးကိုဝယ်နိုင်နေပြီ။ဒီ remove ကားလေးနဲ့လည်းကျွန်တော်ဆော့လို့ရတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာကျွန်တော် remove ကားလေးကိုမလိုချင်နေတော့ဆိုတော့ for example အဲ့ဒါဒီကျွန်တော်ရဲ့၄တန်းကျောင်းသားဘဝဖြစ်ချင်ခဲ့တဲ့အိမ်မက်ကအသက် session နဲ့ရောက်သွားတဲ့အချိန်မှာ expire ဖြစ်သွားတာပဲ။ဆိုတော့ okay အိမ်မက်တွေ expire ဖြစ်ရင်ဘာဖြစ်လဲအိမ်မက်တွေ expire ဖြစ်ရင်ဘာမှမဖြစ်ဘူးပေါ့နော်။ okay မင်း remove ကားလေးနဲ့ပတ်သက်တဲ့အိမ်မက်ကိုမင်း remove ကားလေးလိုချင်တဲ့အချိန်တုန်းက remove ကားလေးမောင်းချင်တဲ့အချိန်တုန်းကမင်း chase မလုပ်ခဲ့ဘူးဆိုရင်မင်းအသက် session နဲ့ရောက်တဲ့အချိန်မှာ remove ကားလေးနဲ့ပတ်သက်တဲ့ memories မင်းမှာမရှိဘူးပေါ့ဗျာ။ဆိုတော့ဒါပါပဲအိမ်မက်တွေ expire ဖြစ်တယ်ဆိုတာဒါ။ဆိုတော့အဲ့ဒီအတွေ့ရပြီးတဲ့ကကျွန်တော်တို့အိမ်မက်တွေ expire မဖြစ်ခင်အခြေလုပ်နေတယ်ဆိုတော့အတွေ့ကျွန်တော်ခေါင်းထဲမှာဝင်နေပေါ့နော်ဟုတ်ဗျာဒါကျွန်တော်တို့တင်ရတော့၄ရောက်တစ်ခွက် Living fast, so we set the pace. Jungle, darling, couldn't be replaced. Underneath that moonlit sky. အရင်ဆုံး warning live ကို balance ဖြစ်အောင်လုပ်နိုင်ဖို့ကျွန်တော်ကြိုးစားပြီးအဲ့မတိုင်ခင်ကတော့ကျွန်တော်ဘဝကြီးတစ်ခုလုံးအလုပ်တွေပဲလုပ်ပြီး experience တွေပဲပြည့်စုံပြီဆိုတော့ကျွန်တော်မှ live မရှိခဲ့ဘူး walk နဲ့ live ကို balance ဖြစ်အောင်လုပ်ပြီးတော့ကျွန်တော်လုပ်ချင်ခဲ့တဲ့အားကစားပြီးကျွန်တော်လုပ်တယ်ကျွန်တော် body transformation တွေလည်းကျွန်တော်လုပ်ခဲ့တယ်tattoo တွေလည်းကျွန်တော်ထိုးခဲ့တယ် body နဲ့တူတူခရီးထွက်ပြီးတော့ဖန်တီးနေတဲ့ video တွေလည်းကျွန်တော်ဖန်တီးနိုင်ခဲ့ရောက်ဘူးခြင်းတဲ့နေရာတွေတွေ့ဘူးခြင်းတဲ့လူမျိုးတွေသူတို့ရဲ့ culture တွေကိုလည်းကျွန်တော်ခံစားခဲ့ memories အများကြီးနဲ့ကျွန်တော်ရဲ့ဘဝကအရင်နဲ့မတူပဲအတော်လေးကိုအတိတ်ပဲရှိလာခဲ့ဘယ်နေ့မှာတော့ပတ်စံတွေအများကြီးမတိုးလာပေမဲ့
ကျွန်တော်ဘွားအတိတ်ပဲရှိတာခံစားရတယ်ဗျ memory တွေအများကြီးတိုးလာဆိုတော့အဲ့ဒါဘာနဲ့တူတယ်တည်လားဆိုတော့ကျွန်တော်တို့အသက်ရှင်နေရလို့ခံစားရတာမျိုးပေါ့နော်ခင်ဗျားတရားစဉ်းစားကြည့်ပါတော့ခင်ဗျားအသက်ရှင်နေရလားခင်ဗျား struggle လုပ်နေရလားခင်ဗျား survive လုပ်နေရလားအဲ့တော့ခင်ဗျားတရားစဉ်းစားကြည့်အသက်ရှင်နေရတာနဲ့ survive လုပ်နေရတာနဲ့ဘာတူဆိုတော့ကျွန်တော်အဲ့ဒီအချိန်မှာကျွန်တော် survive လုပ်နေရမျိုးလည်းမခံစားရဘူးကျွန်တော်လုံးဝ alive ပေါ့နော်လုံးဝအသက်ရှင်နေတယ်လို့ခံစားရတယ်ဗျဟိုဘဝကြီးအတိတ်ပဲရှိနေတယ်လို့ခံစားရတယ်ပြင်မဲ့အောက်ဆီဂျင်တွေပေါ့နော်နှာခေါင်းထဲကနေအောက်ဆီဂျင်တွေရှူနေရတယ်လို့ခံစားရတယ်ကျွန်တော်လည်းခုလေလေရှူနေတာဒါပေမဲ့အဲ့ဒီအချိန်အဲ့အခိုက်အတန့်နေမှာရှူရတဲ့လေကဘာလို့ဆိုအဲ့လိုနဲ့ပဲကျွန်တော်ဆိုင်ကယ်နဲ့ခရီးထွက်ဖို့ကျွန်တော်ဆုံးဖြတ်ခဲ့တယ်အရင်ဦးဆုံးကျွန်တော်ဆိုင်ကယ်စီးရာကိုကျွန်တော်လေးလာတယ်ဆိုင်ကယ်အကြောင်းတွေလေးလာတယ်ကျွန်တော်စီးခြင်းနဲ့ကျွန်တော်ရဲ့ဆိုင်ကယ်လေးကိုလည်းကျွန်တော်ဖန်တီးခဲ့တယ်ကျွန်တော်ဒီ motor vlog လေးတွေလည်းဖန်တီးပြီးတော့ကျွန်တော်ဆိုင်ကယ်ခရီးလေးလည်းကျွန်တော်ထွက်ပြေးခဲ့ရပေါ့နော်အဲ့မှာကျွန်တော်ဘဝပြန်ပြီးတော့အတိတ်ပဲရှိလာတယ်လို့ခံစားရတယ်ပေါ့နော်ကျွန်တော်ဆိုင်ကယ်နဲ့ပတ်သက်တဲ့အဒီမိတ်ဆွေတွေအများကြီးရခဲ့တယ်ဆိုင်ကယ်ကြောင့်ပဲ family တွေဆိုင်ကယ်ကြောင့်ပဲကျွန်တော်တီးတဲ့ပေါ်လာတွေတိုးလာပြီးတော့အမေရိကကြီးပြန်ရှိလာခဲ့ပေါ့နော်ဘလုံးသိရတာပဲဒီမှာကဆိုင်ကယ်စီးရတာကမလွတ်လပ်ဘူးပေါ့နော်ကျွန်တော်တို့ကဆိုင်ကယ်စီးရဲဆိုတာက for freedom လွတ်လပ်မှုအတွက်ဆိုင်ကယ်စီးရဆိုတော့ဒီမှာဆိုင်ကယ်စီးရမလွတ်လပ်ဘူးအဲ့တော့ကျွန်တော်မလုပ်ရင်ကောင်းမလဲပေါ့ okay ကျွန်တော်နိုင်ငံခြားမှာသွားစီးမယ်ပေါ့နော်အဲ့လိုနေပဲကျွန်တော်ရန်ကုန်ကနေပြီးတော့ပြည်ပနိုင်ငံတစ်ခုကိုထွက်စီးရဲ motor trip ကိုကျွန်တော်စပြီးတော့ plan ခဲ့ရပေါ့နော်ဆိုတော့အတွေ့အကြုံတွေအများကြီးရပါပေါ့တချို့အတွေ့အကြုံတွေကအခုလိုမျိုးကျိုးတာပေါ့နော်ဆိုတော့ကျိုးတာမှအကြာကြီးကျိုးတာဗျရှိုးလိုက်အောင်ကျိုးနေပြီကျွန်တော်ဒီနေ့ကတော့ကျွန်တော်ချင်းနေဒီလိုဖြစ်သွားတော့ဗျတော့ညီငယ်လူငယ်များလည်းဖေမရကြပါနဲ့လို့ဖေမရကြပါနဲ့လို့နော်ဒီမှာပါကျွန်တော်ပထမဆုံးနေတာစေုံမှာမနေ့9နာရီပေါ့နော်တရင်လို့လားအဆောင်နာလို့စောက်ရမ်းနာလို့โอเคဒီလက်ပြန်မှာကျိုးတယ်ကျိုးအစိတ်အမောင်မှာကျိုးရနော်လက်ပြန်မှာကျိုးအစိတ်အမောင်မှာကျိုးရနော်လက်ပြီးတော့ဒီတရောင်စစ်ကအစစ်ပြုတ်တယ်အစစ်ချော်တယ်ပြီးတော့ဒီရှိုတာလည်းပြုတ်တယ်ရှိုတာလည်းပြုတ်တယ်ပခုံးလေးနာပါလေပခုံးလေးနာတယ်ဒူလေးနာတယ်ဟိုတက်သားဆန်လို့စားစားပါဟိုတနေ့ကငါမျိုးဆန်လို့စားโอเคဘယ်ကူနစ်ဆက်ရတာရှိပွေးနေတဲ့ကြလားဆန်လို့ရပါပြီဒါကြီးရောအညာဟုတ်တယ်လက်စလေးပြည့်တော့လက်တော့တက်ကြိုးရတာတော်တော်လေးကျွန်တော်ဘဝအတွက်တော်တော်လေးအထီးကိုက်သွားတယ်လို့ကျွန်တော်ပြောရမှာပဲဘလို့ဆိုကျွန်တော်ခရီးထွက်ဖို့ပြည်ပကိုကျွန်တော်မောင်းမှုပေါ့နော်ကျွန်တော်ပြင်ဆင်နေခဲ့တနေ့လုံးကျွန်တော်ပြင်ဆင်နေခဲ့ရပြည်ပကိုကျွန်တော်မောင်းဖို့ဆိုတော့ကျွန်တော်မောင်းကန်နေ10ရက်လောက်အလိုပဲ10ရက်လောက်အလိုမှာကျွန်တော်ကြိုးသွားတာပေါ့နော်
ကျိုးသွားတာလေတော်တော်တလုံးအားကိုးလာတယ်ကျွန်တော်ညာဘက်လက်ကြီးပေါ့အဲ့မှာအဝါကြီးကပြန်လက်သွားတာတခါဆိုဒီလက်ကပဲတလုံးကျွန်တော်သုံးနေရဆိုတော့ဗျအဲ့ဒီချိန်မှာကျွန်တော်ဘာမှလုပ်လို့မရတော့အဲ့လိုနဲ့ပဲကျွန်တော်အဲ့ accident ဖြစ်ပြီးတော့နေလာတာဒီနည်းနဲ့ဆိုရင်ဒါတစ်လခွဲလောက်ဖြစ်ပြီဆိုတော့ကျွန်တော်လက်ကကြောက်ပဲဒီကပြုတ်လိုက်တာလေကျွန်တော်တစ်ပတ်ကြော်လောက်ရှိပြီကျွန်တော်ချုပ်ရိုးတွေပါလေအကျက်နေပြီပေါ့နော်ကျွန်တော်နှစ်ခေါက်လောက်ခွဲရတယ်ပေါ့နော်နှစ်ခေါက်ခွဲလိုက်ရတယ်မန်လေးမှာတစ်ခါအယောင်မှာတစ်ခါပေါ့နော်အာယုံကျော်ကျွန်တော်လည်းအာယုံကျော်ပါထိသွားတာပေါ့နော်ဆိုတော့ဒီကဒီလက်မရဲ့အာယုံကျော်ပေါ့နော်ကျွန်တော်က okay လေးရမ okay နေတာဒီလိုဖြစ်နေဆိုတော့ဒီလက်မဒီ function မရတာဗျဒီလိုကိုယ်ရဲ့ function မရဆက်စချင်းဖြစ်ချင်းတော့ငါလေစိတ်ကြောက်ပေးတာတော့မသိဘူးကျွန်တော်စိတ်ကိုမလျှော့တာလားပါလားကျွန်တော်ရဲ့ဆိုင်ကြီးတော်တယ်ဒီမှာဆိုတော့လီဗာလို့ခေါ်ရပါတော့ကျွန်တော်လီဗာကိုညာဘက်ကနေကျွန်တော်ဘယ်ဘက်ပြောင်းလို့ကျွန်တော်စဉ်းစားရပါညာကျိုးနေဘယ်နဲ့မဟုတ်ဘူးအဲ့လောက်ထိကို stupid ဖြစ်ခဲ့ရဗျစိတ်ကမပြတ်ခံတော့အမေခီးငါတော့လာလို့အမေဟာရှိဆိုရဲအဲ့ sorry ပေါ့နော်ကဲနောက်ပိုင်းကျတော့ပြနေကိုလက်ခံတယ်ဒီညာဘက်လည်းမရှိရတော်တော်လေးကို use လည်းဖြစ်တယ်ပေါ့နော်မနေ့မိုးလင်းကနေမိုးချုံသမင်းစားရေတောက်တာအစအဆုံးပေါ့နော် everything ပေါ့နော်ဒီလက်ကိုပဲတက်လုံးတုံးလာတာပေါ့နော်ဒီကိုယ်စံရဲ့ညာဘက်လည်းမရှိရတဲ့အချိန်မှာအရာအလုံးကဖေးရမှာကိုယ်အတွက်အဆင်ပြေမနေခဲ့တော့ကျွန်တော်အဲ့ဒီတလားခွဲအတွင်းမှာတော်တော်လေးကိုဘယ်လိုပြောမလဲစိတ်ပိုင်းဆိုင်ရာကိုရုပ်ပိုင်းဆိုင်ရာကိုအကုန်လုံးတော်တော်လေးအဆင်မပြေဖြစ်ခဲ့ပေါ့နော်
မိုးလင်းကနေလမ်းပေးတာလေမိုးလင်းစေးတောင်းမယ်ဒီရိုးတွေနွားလို့တောင်းမယ်ဟိုအသီးစားမယ်ဒီအစီအစံစားမယ်ရုပ်ရှင်ကြည့်လိုက်ဂိမ်းစော်လိုက်တချင်သားဆောင်လိုက်ပေါ်လာအိမ်လိုင်းစကားပြောလိုက်နေတက်လုံးအတိဖြစ်နေလာတဲ့လူတယောက်က plain တလားကြော်တော့အိမ်ထဲမှာနေတိုင်းကျွန်တော် loop ကြီးဖြစ်ပြီးတော့ကျွန်တော်နေရပါဘောနော်ဒီကျမကြီးရှူတောင်းရဆိုရင်တော့ကျွန်တော် lab လေးကတော်တော်လေးကိုတိုးတက်ပြီးတော့ကောင်းနိုင်လို့ပြောရမယ်ပေါ့နော်ဆိုတော့ဒါပေမဲ့လည်းလက်ကျိုးပါလို့ဟိုမကောင်းတာကြီးပဲဖြစ်သွားတာမျိုးတော့မဟုတ်ဘူးဒီလက်ကျိုးပါလို့ကောင်းသွားတဲ့အရာကြီးလည်းကျွန်တော်မှအများကြီးရှိတယ်အနည်းဆုံးတော့ကျွန်တော်ဘယ်ဘက်လက်နဲ့တူကောင်းကင်တက်သွားတယ်ပေါ့နော်ဆိုတော့တက်လုံးသုံးမလာတယ်ဒီဘယ်လက်ကြီးอ่ะဒီချိန်မှာတော့တော်တော်လေးကိုအသုံးဝင်နေပြီပေါ့နော်ကျွန်တော်သွားတိုက်တာအစတူကင်တာအစုံ everything ကျွန်တော်ဒီဘက်လက်နဲ့တော်တော်ကျွမ်းသွားပြီကျွန်တော်လုပ်ရှင်နေတယ်ကျွန်တော်ဒီလာပြီကျွန်တော်ကြည့်ပြခဲ့တယ်ကျွန်တော်ဇညွန်းလေးလည်းကျွန်တော်ပြန်ရေးဖြစ်တယ်ပေါ့နော်ဆိုတော့မနိုင်ပြောရင်ဘယ်သူမှလည်းသိမသိဘူးပေါ့နော်ကျွန်တော် film making ဘာနာပါတယ်ဆိုတော့2021 February လောက်တည်းကကျွန်တော်ရဲ့ဒီ film making journey ကိုကျွန်တော်ရပ်ထားခဲ့ရပါတော့အကြောင်းမျိုးကြောင့်ကျွန်တော်ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ဘာမှမလုပ်ချင်လို့ကျွန်တော်ရပ်ထားခဲ့ရပါတော့ဆိုတော့ဒီနေ့ဒီပဲပေါ့နော်ဆိုတော့ကျွန်တော် plan ရှိပြီ4-5နှစ်ထောက်တော့ကျွန်တော်ရှိပြီကျွန်တော်ရုပ်ရှင်နဲ့ပတ်သက်တဲ့အရာတွေဘာမှမလုပ်တာပေါ့အဲ့တော့ကျွန်တော်ဒီကာလာအတွင်းမှာကျွန်တော်တက်ချင်တဲ့ film making master class တွေပါလေကျွန်တော်တက်ခဲ့တယ်ရုပ်ရှင်ဇာတ်ညွှန်းလေးပါလေးလည်းကျွန်တော်ပြန်ရေးပြခဲ့ရဆိုတော့ဟိုဒီလိုဖြစ်လာဖို့ပဲဒီလိုဖြစ်သွားရလို့ပဲကျွန်တော်တွေးလိုက်တယ်ပေါ့နော်ဆိုတော့အနည်းဆုံးတော့ဒီဗီဒီယိုလေးရိုက်ဖြစ်သွားတယ်ပေါ့ဗျာဆိုတော့ဒါကတော့ကျွန်တော်ဘာကြောင့်လက်ကျိုးွားရလဲဆိုတာ ਨੇ why I write ဘာကြောင့်ကျွန်တော်ဆိုင်ကယ်စီးရဲဆိုတဲ့အကြောင်းပေါ့နော်ဆိုင်ကယ်တွေမဟုတ်ဘူးကျွန်တော်လုပ်စင်တာတွေအများကြီးကြံသေးတယ်ဆိုတော့ကျွန်တော် YouTube channel လေးကို subscribe လုပ်သွားဖို့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကိုဒီကာလအတွင်းမှာသတင်းမေးတဲ့သူတွေရောကျွန်တော်နာမရှိပေးနေတဲ့တငယ်ချင်းတွေရောမိတ်ဆွေတွေရောမိသားစုဝင်တွေရောအကုန်လုံးကိုဒီဗီဒီယိုကနေကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ဆိုတော့ကျွန်တော်ကတော့ဒီညဘက်လက်လေးဆိုင်ကယ်တော်တဲ့ကိုပြန်ဆွဲနိုင်မယ့်နေ့ကိုစောင့်နေနေပဲဒီဗီဒီယိုကနေနှုတ်ဆက်လိုက်ပါရစေ